ရင်ကဆိုထမင်းစားတိုင်းအန်နာကိုငါးကောင်းပဲချပေးတတ်တဲ့ရောက်ခမကဒီတစ်ခါမှတော့သူမရဲ့ပကံတွေကိုငါးသားလုံးအကြီးကြီးခတ်ထည့်ပေးလိုက်ပါတယ်မကြခင်ကပဲအန်နာတယောက်တမလုံးကဘာမှာသူမရဲ့ကြောက်စရာကောင်းတဲ့ရောက်ခမဟောင်းနဲ့တွားဆုံခဲ့ပါတယ်အန်နာကအရန်ကြောက်သွားပြီးမတိချင်အောင်ဆောင်နေပေမဲ့ရောက်ခမကတော့အသက်ကြီးနေပြီဖြစ်တဲ့သူမကိုချက်ချင်းမှတ်မိသွားခဲ့တာမို့အန်နာလည်းမလွဲတာပဲဝန်ခံလိုက်ရပါတော့တယ်ရောက်ခမဖြစ်သူကအိမ်ထဲဝင်ချင်းပဲဟိုဒီလိုက်ကြည့်ပြီးအန်နာလွှမ်းထားတဲ့ဆောင်တွေကနည်းနည်းလေးနေတာကိုသတိထားမိသွားတဲ့အန်နာကလည်းဆောင်တစ်လဲဖို့စဉ်းစားနေတာပါဆိုပြီးကြပြကြရရှင်းပြရပါတယ်အဲ့ဒီနောက်မိဖို့ချောင်ဘက်ကိုဝင်စစ်တဲ့အခါမှအားတော့ပစ္စည်းတွေအကုန်တိတိကျကျရှိနေတာကိုတွေ့ပြီးသဘောကျသွားပါတယ်။အရင်လိုများအဖြစ်တွေလိုက်ပြောနေမလားဆိုပြီးအန်နာကြောက်နေခဲ့ပေမဲ့ဒီတစ်ခါတော့ရောက်ခမကဘာမှမပြောခဲ့ပါဘူး။သူမကိုအန်နာမကြိုက်ဘူးဆိုတာသိနေတဲ့ရောက်ခမကအကြာကြီးမနေပဲပြန်သွားခဲ့ပါတယ်။ရောက်ခမပြန်သွားတာနဲ့အန်နာကသူမယောက်ျားကိုမင်းမေကတတိတယောက်လိုအိမ်ကိုဝင်ထွက်သွားလာပြီးငါ့ကိုလိုက်ဆောင်ကြည့်နေတာမျိုးမလိုချင်ဘူးလို့ပြောပြခဲ့ပါတယ်။ယောက်ျားဖြစ်သူကငါအမေကမင်းသူထေးမှမဟုတ်တာလို့ပြန်ပြောပေမဲ့အန်နာအတွက်ကတော့သူ့အတွက်မိခင်ဖြစ်ပေမဲ့ကို့အတွက်ကတော့အထက်လူကြီးလို့ခံစားရတာပါ။ဒါပေမဲ့နောက်တစ်နေ့မှာရောက်ခမပြန်ရောက်လာပြီးအန်နာရဲ့အလေးကြီးဖြစ်နေတဲ့ဆောင်တွေကိုအပားလေးတွေနဲ့လာလဲပေးသွားပါတယ်ဟင်းတွေအများကြီးချက်လာပေးပြီးအဆက်တွေတိတ်မစားဖို့လဲသတိပေးသွားသေးတဲ့လေးလံနဲ့အိုးခွက်ပကံတွေနေရာမှာအပေါ်စားပကံတွေနဲ့အိမ်ကပစ္စည်းတွေကိုအကုန်လိုက်လဲပေးပြီးဟင်းတွေအများကြီးချက်ပေးခဲ့ပါတယ်အဲ့ဒီအချိန်ယောက်ျားဖြစ်သူအခန်းထဲကထွက်လာတော့ပေါ့ပပတွေဝစ်ထားလို့စုခံရမလားဆိုပြီးအန်နာစိတ်ပူနေခဲ့ပါသေးတယ်မပြန်ခင်မှာရောက်ခမကနောက်နေ့သူမနဲ့အတူအပြင်လိုက်ခဲ့ဖို့ခေါ်တာကြောင့်အန်နာလဲခေါင်းညှိလိုက်ရပါတယ်ဒါပေမဲ့နောက်ရက်ကျတော့အန်နာကအရန်ကြောက်နေတာကြောင့်အိမ်အောင်မပြန်ရဲခဲ့ဘူးရောက်ခမကတော့ညအမောင်ကျတဲ့အထိစောင့်နေပေမဲ့အန်နာကပုံမလာခဲ့ပါဘူးအဲ့ဒီအစားအန်နာတို့လင်မယားနဲ့အတူနေတဲ့သူနဲ့ဆုံပြီးစကားပြောဖြစ်သွားပါတယ်ရောက်ခမကအရင်ကအန်နာပေါ်ဆက်ဆံခဲ့တာတွေအတွက်သူနောင်တရနေကြောင်းပြောပြခဲ့တယ်သူကိုယ်တိုင်လည်းပထမဆုံးအချိန်ရောက်ခမဖြစ်ဘူးတာမို့သူရောက်ခမလုပ်ခဲ့တဲ့အတိုင်းပဲလိုက်လုပ်ခဲ့မိတာလို့ဆိုပါတယ်တမလုံးကဘာရောက်မှအန်နာတယောက်အသက်ကြီးတဲ့ခန္ဓာကိုယ်နဲ့လေးလံတဲ့ဆောင်တွေအိုးခွက်တွေ့ကြမှာနေတိုင်းပင်ပန်းရုန်းကန်နေရတာကိုမြင်တော့မှချွေးမဖြစ်သူကိုသူတနာသွားခဲ့တာပါအဲ့ဒါကြောင့်ပဲအဲ့ဒီပစ္စည်းတွေကိုလာကူလဲပေးခဲ့တာဖြစ်ပါတယ်အန်နာကိုမတွေ့ပဲပြန်တော့မဲ့အချိန်မှာတားဖြစ်သူနဲ့ဆုံပါတယ်ချွေးမကသူ့ကိုမနစ်မြို့ဘူးဆိုတာသိနေတာကြောင့်သူတို့ကိုထပ်ပြီးဒုက္ခမပေးတော့ဘူးသူဆုံးဖြတ်လိုက်ပါတယ်အန်နာအရန်ပင်ပန်းနေရှာပြီးလို့လဲတားကိုပြောပြခဲ့ပါတယ်မိခင်ဖြစ်သူကသူ့မိမကိုဒီလိုနားလဲပေးလိမ့်မယ်လို့တားဖြစ်သူကတခါမှမတွေးထားခဲ့ပါဘူးမကြခင်မှာပဲရောက်ခမဖြစ်သူကဝင်စားရတော့မဲ့အချိန်ရောက်လာပါတယ်မသွားခင်လေးမှာသူကအန်နာစီကိုတီးတက်လာပြီးနှုတ်ဆက်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပြေးလဲသွားခဲ့ကြတယ်နောက်ဆုံးမိသားစုထမင်းစားပွဲမှာရောက်ခမကအန်နာပကံတဲကိုငါးသားလုံးကိုယ်တိုင်ခတ်ထည့်ပေးခဲ့တာကြောင့်အန်နာအံ့အားသင့်သွားခဲ့တယ်အရင်ကဆိုသူမကိုငါးကောင်းမဲ့ကြွေးတက်တာပါတခါကအန်နာမနေနိုင်ပဲငါးသားလုံးယူစားမိတော့မိဘတုံတင်မှုမရှိဘူးဆိုပြီးအဆူခံခဲ့ရဘူးပါတယ်ငငယ်လေးကလေးကမိခင်ကိုဆုံးရှုံးခဲ့ရတဲ့အန်နာအတွက်တော့အဲ့ဒီစကားကအရန်ကိုနာကျင်စရာကောင်းခဲ့ပါတယ်အခုတော့တမလုံးကဘာရောက်မှရောက်ခမစီကတောင်းပန်စကားကိုရလိုက်တာကြောင့်အန်နာတယောက်ရှိုက်ကြီးတင်ငင်ငိုကြွေးခဲ့ရပါတော့တယ်